သူဟာအိမ်မှာဟော့ပေါ်စားရင်အေးချမ်းစွာအချိန်ဖြုံးနေပေမဲ့သူပြတင်းပေါက်အပြင်ဘက်ကအိမ်နီးချင်းတွေကတော့အေးတန်ကြောင့်အသက်မဲ့ပြီးအေးဆက်နေကြပါပြီသူရီစားဟောင်းကတကားဖွင့်ပေးစေခြင်းတဲ့အတွက်ချော့မော့ဖျားယောင်းပေမဲ့သူကတော့ဟော့ပေါ်ကိုတောင်သူမအတွက်မမျှဝေပေးပဲအကုန်တုံပစ်လိုက်ပါတယ်အိမ်နီးချင်းတွေကဒေါသထွက်ပြီးလွှတ်ဆက်တဲ့ပြတင်းပေါက်ကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့ဘာမှမဖြစ်ခဲ့ပါဘူးသူ့ရဲ့ပြတင်းပေါက်ကဒုံးကျည်နဲ့ပြည့်ရင်တော့မပေါက်နိုင်တဲ့အထူးပြုလုပ်ထားတဲ့မှန်တွေဖြစ်လို့ပါသူဒီလောက်အထိတတိထားနေရတဲ့အကြောင်းရင်းကတော့ကဘာကြီးဟာပြင်းထန်တဲ့အေးခဲကပ်ပေးနဲ့ရင်ဆိုင်နေရလို့ပါပဲလူသားတွေရဲ့69ဟာတေဆုံးသွားခဲ့ပြီဖြစ်ပြီးအသက်ရှင်ကျန်ရစ်သူတွေဟာအစာနှဲငယ်အတွက်ဘာမဆိုပေးဆက်ဖို့အသင့်ရှိနေကြပါတယ်အရင်ဘဝတုန်းကတော့သူဟာရီးစားဖြစ်သူအတွက်အသက်ကိုပေါင်ပြီးငါးကြီးတစ်ကောင်ကိုဖမ်းပေးခဲ့ပူပါတယ်သူမကျေးဇူးတင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့သူမကတော့ချစ်သူတင်တဲ့အတူပျော်ပါဖို့အတွက်သူ့ရဲ့ငါးကိုခိုးယူသွားရုံတင်မကပဲသူ့ကိုနှင်းထဲကိုပစ်ချပြီးလမ်းဘေးရောက်သွားအောင်လုပ်ခဲ့ပါတယ်ဖြစ်ချင်တော့ဖျားသခင်ကသူ့ကိုတနာတော်မူပြီးကပ်ပေးမကြရောက်ခင်3ရက်အလိုကိုပြန်လည်မွေးဖွားပေးခဲ့ပါတယ်နိုးလာတဲ့အခါသူကစပွဲပေါ်ကရေတန့်ဘူးကိုတကြိုက်ထဲမောတောက်လိုက်ပြီးဘူးခုံကိုအိုးတစ်လုံးနဲ့ပစ်ထည့်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲအဲ့ဒီအိုးထဲမှာရေတန့်ဘူးတွေရာနဲ့ချီပြန်ပေါ်လာပါတော့တယ်သူဟာမော်အိုးတစ်လုံးကိုပိုင်ဆိုင်ထားမှန်းသိလိုက်ရပါတယ်ဒီအိုးကြောင့်သူဟာကပ်ပေးမှာအသက်ရှင်ဖို့တင်မကပဲသူ့ကိုဒုက္ခပေးခဲ့တဲ့ရီစားဟောင်းနဲ့သူမရဲ့ချစ်သူကိုလက်စားချေနိုင်တော့မှာပါသူဟာသူပိုင်တဲ့ရွှေချောင်းတစ်ချောင်းကိုအိုးထဲထည့်လိုက်ရခဏလေးတွင်းမှာပဲအိုးတစ်ခုလုံးရွှေချောင်းတွေနဲ့ပြည့်သွားပါတယ်ဒါပေမဲ့ရွှေချောင်းအားလုံးမှာစီးရီနံပါတ်တွေတူနေတဲ့အတွက်ရောင်းချရင်တန်တရားဖြစ်ပွယ်ရှိတာကြောင့်ကျွမ်းကျင်သူတယောက်နဲ့တိုင်ပင်ပြီးအားလုံးကိုအရေးကြိုးကရွှေတုံးကြီးတစ်ခုဖြစ်ပြောင်းလဲလိုက်ပါတယ်ပြီးနောက်လက်ဝတ်ရတနာဆိုင်မှာတွားရောင်းလိုက်ရာဒေါ်လာ8တန်းတန်ဖို့ရှိကြောင်းသိရပါတယ်လိုအပ်တဲ့ပစ္စည်းတွေကိုစတင်ဝယ်ယူဖို့ပြင်ဆင်နေချိန်မှာပဲသူ့ကိုဒုက္ခပေးခဲ့တဲ့ရီစားဟောင်းနဲ့သူမရဲ့ချစ်သူကိုတိုက်ဆိုင်တွေ့လိုက်ရပါတယ်ရီစားဟောင်းကသူ့လက်ထဲကငွေတွေကိုမြင်တော့အရင်ကသူတို့ဘလောက်ပစ်ထားခဲ့လဲဆိုတာမေးပြီးလာရောက်ဖားရစပြုပါတယ်ချစ်သူဖြစ်သူကလည်းတတိဖြစ်လာတဲ့သူ့ကိုချီကျူးဟန်ဆောင်ပြီးအရက်တောက်ဖို့ဖိတ်ခေါ်ပါတယ်သူလည်းသဘောတူလိုက်ပါတယ်ဒါပေမဲ့သူမထင်မှတ်ထားတာကချစ်သူဖြစ်သူကသူမသိတဲ့လူအုပ်ကြီးကိုခေါ်လာပြီးဈေးကြီးတဲ့ဟင်းပွဲတွေကိုမှာယူလိုက်တာပါပဲသူ့ကိုရှင်းခိုင်းဖို့ရည်ရွယ်ချက်ရှိလှုပ်ဆောင်တာဖြစ်ကြောင်းသူရိပ်မိလိုက်ပါတယ်သူကတော့မတားဆီးပါဘူးသူတို့စားတော့ပြီးတဲ့အထိစောင့်ကြည့်နေလိုက်ပါတယ်ဝန်ထမ်းကဒေါ်လာ2သိန်းတန်ဘီကိုယူလာတဲ့အခါမှာတော့ချစ်သူဖြစ်သူကဖုန်းဘက်ထရီကုန်သွားတယ်ဆိုပြီးဖုန်းကိုပိတ်လိုက်ပါတယ်သူ့ရဲ့ဟန်ဆောင်မှုကိုမြင်တဲ့အခါမှာတော့သူကဘာမှမပြောဘဲနောက်ပြန်မလှည့်ပဲထွက်သွားလိုက်ပါတယ်နောက်ဆုံးမှာတော့ချစ်သူဖြစ်သူပဲဘေးတစ်ခုလုံးကိုမဆက်မဖြစ်ဆက်လိုက်ရပါတော့တယ်တိတ်မကြခင်မှာပဲပြင်းထန်တဲ့အေးခဲကပ်ပေးကြီးရောက်လာခဲ့ပေမဲ့ဒီတစ်ခါမှာတော့သူကလုံလောက်တဲ့ပြင်ဆင်မှုတွေနဲ့အစင်သင့်ဖြစ်နေခဲ့ပါပြီ